အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မိုက်ကယ်ပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်အကြောင်းအရာကတော့တိုင်းရင်းသား Wikipedia စီမံကိန်းအကြောင်းပဲဖြစ်ပါတယ်တိုင်းရင်းသားဘာသာစကားတွေနဲ့ Wikipedia ပေါ်မှာစာရေးသားတဲ့အခါ Wikipedia ရဲ့စံနှုန်းတွေနဲ့အညီဖြစ်စေဖို့ AI နည်းပညာကဘလို့အကောင်းဆုံးဘာသာပြန်ပေးနိုင်မလဲစလုံးပေါင်းတပ်ပုံလေးတရားတွေနဲ့အသုံးအနှုန်း terminology တွေကိုစံတစ်ခုအနေနဲ့ဘလို့သတ်မှတ်မလဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့တိုင်းရင်းသားဘာသာစကားတွေကို AI စနစ်တွေမှာထည့်သွင်းအသုံးပြုနိုင်မှုဖြစ်ပါတယ် AI နည်းပညာမှာကိုယ့်ဘာသာစကားပါဝင်လာဖို့ဆိုရင်ကျွန်တော်တို့ရဲ့သမိုင်းကြောင်းတွေစာပေယဉ်ကျေးမှုတွေကိုယ်ကွယ်ယုံကြည်မှုတွေနဲ့နေရာဒေသအခေါ်အဝေါ်တွေကိုကျွန်တော်တို့ကိုယ်တိုင်မှတ်တမ်းတင်ရေးထားဖို့လိုအပ်ပါတယ်ဒါမှသာ AI ကဒီသစင်ကြပြတွေစောင်းပါတွေနဲ့သတင်းတွေကိုကိုယ့်ဘာသာစကားနဲ့ဖန်တီးနိုင်မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ Wikimedia အကြောင်းမိတ်ဆက်ပေးခြင်းပါတယ် Wikimedia Foundation ဆိုတာကတော့ American ပြည်ထောင်စု Florida ပြည်နယ်မှာအခြေစိုက်တဲ့အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်2000ခုနှစ်မှာ Jimmy Wales ကစတင်တည်ထောင်ခဲ့ပြီးကမ္ဘာအကြီးဆုံးအခမဲ့ online ဆွဲဆောင်ကြမ်းဖြစ်တဲ့ Wikipedia အပါအဝင် Wikimedia Commons Media တိုင်း Wikidata အချက်လက်ဘဏ်နဲ့ Wikisource စာကြည့်တိုက်စတဲ့ project များစွာကိုပံ့ပိုးပေးထားပါတယ်ဒီလုပ်ငန်းစဉ်တွေမှာပါဝင်ကြသူတွေဟာစေတနာဝန်ထမ်း volunteer တွေဖြစ်ကြပါတယ်တိုင်းရင်းသားဘာသာစကားတစ်ခုအနေနဲ့ Wikipedia မှာနေရာရဖို့ဆိုရင် Wikimedia Incubator စတဲ့အဆင့်မှာစတင်ရမှာဖြစ်ပါတယ်လူအချက်ကတော့ပထမတစ်ခုကတော့တက်ကြွစာပါဝင်ရေးသားမဲ့သူအနည်းဆုံး3ဦးကနေ5ဦးရှိရပါမယ်ပါဝင်သူတွေဟာတလားကိုစောင်းပါတွေဆယ်ဟုတ်ကနေ20လောက်ပုံမှန်ရေးသားနိုင်ရပါမယ်။tom Wikipedia account တတန်း6လအထက်ရှိသူတွေဖြစ်ရပါမယ်။လေအရေးကြီးဆုံးအချက်ကတော့ Wikipedia ရဲ့ interface တစ်ခုလုံးကိုမိမိတို့မိခင်ဘာသာစကားနဲ့ဘာသာပြန်ဆိုထားဖို့လိုအပ်ပါတယ်။ Wikipedia မှာစာရေးသားတဲ့အခါလိုက်နာရမယ့်အထူးကမနိုင်ကြီး5ခုရှိပါတယ်။တစ်ကတော့ဆွဲဆောင်ချင်းစံရေးသားရပါမယ်။နှစ်ကတော့ပတ်မလိုက်တော့အမြင် neutral point of view နဲ့ရေးသားရပါမယ်။သုံးကတော့မူပိုင်ခွင့်ရှိတဲ့စာတွေကိုတိုက်ရိုက် copy ကူးယူခွင့်မရှိပါဘူး။ကိုကစာအုပ်တွေထက်ကအချက်အလက်တွေကိုဖတ်ရှုပြီးကိုအမြင်ကိုစကလုံးတွေနဲ့ပြန်လည်ရေးသားရပါမယ်။လေးကတော့အပြန်အလှန်လေးစားမှုရှိပြီးပူးပေါင်းဆောင်ရွက်ရပါမယ်။ငါးကတော့ခိုင်လုံတဲ့ကိုကချက်တွေပါဝေရပါမယ်။မိမိအဖွဲ့အစည်းမိမိလုပ်ငန်းကြော်ညာဝင်ရေးထားတာမျိုးကိုအချောင်းကိုရေးတာမျိုးတွေကိုခွင့်မပြုပါဘူးစာရေးသားရမှာအထောက်အကူဖြစ်ဖို့ကျွန်တော်တို့ AI ကိုအသုံးပြုနိုင်ပါတယ် AI ကတိုင်းရင်းသားဘာသာစကား18မျိုးကိုထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်အင်္ဂလိပ်လိုရေးထားတဲ့အချက်လက်တွေကို AI သုံးပြီးကိုဘာသာစကားနဲ့ဘာသာပြန်တာတွေစာကြည့်ထားပြုလုပ်တာတွေကိုလွယ်လွယ်ကူကူမြင်မြန်ဆန်းဆန်းစာရနိုင်ပါတယ်ဒါအပြင်လက်ရည်နဲ့ရေးထားတဲ့စာရဲ့စာတန်းတွေကိုဓာတ်ပုံရိုက်ပြီး AI ကိုပေးလိုက်တော့စာသား desk အနေနဲ့ပြောင်းလိုက်ပေးနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ရှန်မွန်ပအိုးစတဲ့အောင်မြင်သွားတဲ့တိုင်းရင်းသား Wikipedia တွေကိုနမူနာယူပြီးစူးစမ်းကြဖို့လိုပါတယ်တိုင်းရင်းသားဘာသာစကားစာနှုန်းတွေတတ်မှတ်ဖို့လူငယ်တွေကလူကြီးတွေကိုနီးပညာပိုင်းကူညီပေးဖို့နဲ့ဘာသာပြန်နာမှာဖူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါတယ်ဘဝင်ဆောင်ရွက်ခြင်းတဲ့သူတွေကတော့မြန်မာ Wiki အဖွဲ့ကိုဆက်သွယ်နိုင်တယ်လို့AI နီးပညာအကူအညီရရှိခြင်းတို့ကလည်းကျွန်တော်တို့ရဲ့ page တွေကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကိုယ့်ရဲ့တမိုင်းနဲ့စာပေယဉ်ကျေးမှုတွေကိုကဘာကသိအောင် AI ခက်မှာကိုယ့်ဘာသာစကားမပြောက်ခဲ့အောင်အားလုံးပဲဝိုင်းဝန်းကြိုးစားပေးကြပါအောင်လို့ပြောကြရင်ညီကုန်းချော်ပါပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။